အောက်တိုဘာ20ရက်နေ့ခင်းကျင်စိုက်ခင်းအခြေအနေရဲ့ဗျာဒီမှာအပင်တစ်ပင်လုံးဒီစိုက်ခင်းရတာမိုးရင်းကာလတောက်လျှောက်တစ်ခုလုံးကိုကြမ်းကြမ်းခံပြီးဖြတ်တန်းလာခဲ့တဲ့စိုက်ခင်းပဲဖြစ်ပါတယ်ခင်ဗျာဘယ်လိုဖြတ်တန်းခဲ့လဲဆိုကျွန်တော်တို့စုပ်ဖွားတုံးပြီးကုတ်ခံအားဆွဲတင်ပြီးဖြတ်တန်းခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာပေါ့နော်ယောဂတွေမကြဘူးလားမဟုတ်ဘူးယောဂတွေကြပါတယ်ဗျဒါပေမဲ့ဒီကြတဲ့ယောဂတွေကိုကျွန်တော်တို့သုံးတဲ့မှုသက်ဆေးတွေကထိရောက်သွားတဲ့အခါမှာကျွန်တော်တို့မိုးများလဲအပင်ကအရန်အခြေအနေမဆိုးပဲသူ့အလုပ်သူဆက်လုပ်နေနိုင်တာပဲဖြစ်ပါတယ်ဒါဟာပင်ကိုခံအားရဲ့အရေးပါပုံအရေးကြီးပုံပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့စုပ်ဖွားကိုအသုံးပြုပြီးတော့မှအပင်ရဲ့ကိုခံအားကိုအကောင်းဆုံးဆွဲတင်လို့ရပါတယ်